ပိုင်တော့မဟုတ်ပေမဲ့ KOS စကင်အားလုံးကိုဗလာသားတို့ကင်ခွင့်ရမယ်ဆိုရင်ဘယ်လိုလုပ်မလဲအားလုံးနော် KOS စကင်အားလုံးအဲ့ဒီ KOS စကင်တွေအားလုံးကိုကင်ပြီးတော့ကျွန်တော်တို့တွေကဒိုင်းမုန်းတွေရမယ် event မှာတစ်ခါတည်းဝင်းလုပ်လို့ရတယ်ဗျ။ Okay ကျွန်တော်ကိုယ်တိုင်လည်းလုပ်ပြီးပြီပဲဖြစ်တယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြရအောင်ဗျ။ကျွန်တော်အနေနဲ့ KOS စကင်ကုတ်တွေကိုအစောပိုင်းကပေးမလို့ပဲဒါပေမဲ့ KOS စကင်ကုတ်တွေကိုဗလာသားတို့မယူနဲ့တော့ကုတ်ယူလို့ရှိရင်ကျွန်တော်တို့တွေကစကင်2កောင်3កောင်ပဲရတာဗျထွိုင်ကက်က KOS ကုတ်လေးတွေလိုချင်တယ်ဆိုရင်တော့ကျွန်တော်တက်တက်လုပ်ပြီးမယ်ပေါ့နော်လောလောဆယ်ဒါကကျွန်တော်တို့တွေအခုကျွန်တော်ပြထားတဲ့နေရာလေးကိုပဲဗလာသားတို့တစ်ချက်နှိပ်လိုက်ပါဗျ။ Okay နှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေဒါမျိုးလေးပေါ်လာမယ်ဒီ August မူတွေကိုကျွန်တော်တို့တစ်ချက်ထက်နှိပ်ပဲဗျ။ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေဒါမျိုးဒီအလဲမှာပေါ်လာတဲ့မုတ်လေးတစ်ခုရှိရပေါ့နော်အဲ့ဒါလေးကိုကျွန်တော်အရင်ဆုံး down လိုက်မယ်ဗျာ down ပြီးလို့ပြည့်သွားပြီဆိုရင်တော့ဗလာသားတို့အနေနဲ့အဲ့ဒီကွင်းထဲမှာဝင်ပြီးတော့ဆော့ကြည့်လိုက်တော့ပေါ့နော်ကျွန်တော်တစ်ခါတည်းဆော့ပြပေးသွားမယ်ဗျ။ Okay ဒိုင်းမုံမှာဘလို့ရလဲဆိုတော့တစ်ခါတည်းရှင်းပြပေးသွားမယ်ပေါ့နော်။ Okay ဒါဆိုသူအနေနဲ့ဒါလေးရှောက်ပြနေပေါ့နော်ရူးတွေကျွန်တော်စတင်ပြီဆိုတာလေးနှိပ်ပြီးတော့ဂိမ်းစားလိုက်တော့မယ်ဗျာ။ပွဲနဲ့ရောက်ပြီဆိုတော့ဗလာသားတို့ဒီဘက်မှာ hero တွေအများကြီးရှိရပေါ့နော်။ Okay ဒီမှာဒါက KOS တွေအားလုံးဗျာပေးထားတဲ့ hero တွေကျွန်တော်တော့ခြောင်မဲကင်လိုက်မယ်ဗျ။ Okay ဒီမှာဆိုရင်ခြောင်ရဲ့ KOS skin ကိုအခမဲ့ဆိုပြီးတော့သုံးလို့ရတယ်ပေါ့နော်ဒါအစမ်းဆုံးကလည်းမဟုတ်ဘူးဗျဒီမူကြီးပေါ့နော်မပြောင်းမချင်းကျွန်တော်တို့တွေသုံးလို့ရမှာပြောမယ်ဆိုရင်ဒီကျွန်တော်တို့မဟုတ်ကတလားရှိမယ်ဆိုရင်အဲ့တလားလုံးကျွန်တော်တို့တွေကဒီ KOS skin တွေအားလုံးကင်လို့ရမှာဖြစ်တယ်ဗျအခမဲ့ပေါ့ဗျာကိုကြိုက်တဲ့ကောင်ကိုကင်လို့ရတယ် KOS skin ကုန်လို့အခမဲ့ကျွန်တော်မှာဆို skin တွေအားလုံးလေးပါရှိပြီးသားပေါ့နော် KOS တော့မရှိဘူးဗျအဲ့ဆိုကျွန်တော်6 KOS လေးနဲ့ပဲကျွန်တော်ကင်လိုက်တော့မယ်ဗျာတကယ်လို့ပေါ့နော်ကုတ်လေးတွေထည့်ပြီးတော့ KOS skin ထွိုင်ကက်တွေလိုချင်တယ်ဆိုရင်လည်းကျွန်တော်တို့တစ်ချက်ပြန်ပြီးတော့ comment မှာမှတ်ပြီးပေါ့နော်ကျွန်တော်အားလုံးပြန်လုပ်ပေးမယ်ဗျာOkay KOS ကုတ်တွေအပြင်ကျွန်တော် legend skin ကုတ်တွေပါကျွန်တော်ပေးမယ်ပေါ့နော်ကျွန်တော်ဒီမှာလောလောဆယ်တော့ရှိနေပြီဗျာသူကလူအကန့်တက်နေမှုပေါ့နော်လူရောက်2000ဆို2000ပဲသုံးလို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကဒီလိုမျိုးပေါ့နော်လားတောင်းနဲ့ကျွန်တော်တို့ထည့်မပေးတာဖြစ်တယ်ဗျာအဲ့ဒီကုတ်တွေကကြတော့Okay ကျွန်တော်တို့တွေအခုလိုမျိုးပေါ့နော်ဒီကွင်းထဲမှာဆော့ထားတာလေးလို့ကျွန်တော်တို့ recorder လေးဖမ်းပေးထားပါဗျာကိုကျွန်တော်ဖမ်းတယ်လို့ပေါ့နော် recorder လေးဖမ်းထားဒါတော့ recorder software နဲ့ဖမ်းမှာဒါမှမဟုတ်ကိုဖုန်းထဲမှာရှိတဲ့ recorder နဲ့ပဲဖမ်းပါပေါ့နော်ဘလို့ဖမ်းပါဗျာဒီလိုမျိုးလေးဗီဒီယိုလေးရိုက်ထားလို့ရှိရင်အဆင်ပြေပြီဗျာOkay ဗီဒီယိုရိုက်ထားပြီးကျွန်တော်တို့ဘာလုပ်အောင်မလဲတခါလေးထပ်ပြီးတော့ပြပေးမယ်ညိုကီတို့အင်ဂိမ်းနဲ့ဝင်ပြီးကျွန်တော်ပြထားတဲ့နေရာလေးကိုတစ်ချက်ထပ်နှိပ်ပေးသွားလိုက်ပေါ့နော်